နောက်တစ်ခုကကျတော့ဒီprogram တွေတီးပြီးဆိုတော့ဒီ major တွေဘယ် field study အဲ့ရဘာလုပ်ရမလဲဆိုရဲဟာပေါ့နော်ဒီဘက်မှာ popular ဖြစ်တဲ့ဥစ္စာတွေဒီပြောမယ်ဆိုအထူးသဖြင့် international student အတွက်ဆိုရင်အခုပြောမယ်ဆို business ကလေအရင် general ဖြစ်တယ်ဆိုရင်အခုထက်ထိကို business ဘိုင်းကဘယ်လိုပဲပြောပြောဟိုလုံးဝ popular ဖြစ်နေတော့မယ်ပေါ့နော်အထူးသဖြင့်အခုလုံးဝ search ဖြစ်လာတဲ့ဥစ္စာ supply chain ပေါ့ supply chain ဥစ္စာလုံးဝတော်တော်လေးကျေပြန့်လာတယ်လို့ပြောမလားတော်တော်လေးကျေပြန့်လာတယ်တော်တော်လေးအလုပ်ကိုင်နေလဲပေါ်များလာအဲ့ဒါ supply chain ပေါ့ပြော marketing တို့ HR တို့ပြောမှဆိုဒီမှာ finance လဲfinance လဲဒီ popular ဖြစ်တယ်เนาะဘာဖြစ်လို့လဲဆိုတော့ finance ကဒီမှာဆိုရင်အခု trend ထိုးထဲမှာဆိုရင် financial district ဆိုမှတက်ရှိရကွာအဲ့ဥစ္စာဆိုဘဏ်တွေကြီးပဲဘဏ်တွေပဲလုံးဝအဲ့ပြောမယ်ဆိုရင်ဘဏ်တွေအပြင်မှာ financial service တွေအဲ့ဟာoperate လုပ်ကြတဲ့နေရာပေါ့အဲ့နေရာဆိုတကယ်မြို့ထဲမှာကြီးပဲအဲ့ finance တွေကောင်းတယ်နောက်တစ်ခုကကျတော့ international business ပေါ့ international business ကဒါကိုယ့်ရဲ့ major ပေါ့နော်သူကကျတော့ဘယ်လိုပုံစံမျိုးလဲဆိုတော့supply chain လဲပါတယ်သူက marketing လဲပါတယ်ပေါ့နော်သူက market research ပြောမယ်ဆို global market research ပေါ့နော်ဒီ export တွေ import တွေလုပ်တဲ့ပုံစံမျိုးနဲ့ပို့ပြီးတော့အဲ့ဒါနဲ့ပိုကိုက်ညီရပေါ့နော်နောက်တစ်ခါကျတော့အဲ့ဒီထက်ကတော့အခုကတော့လုံးဝဒီကမ္ဘာလုံးမှာလုံးဝ holy တကြောဖြစ်နေတဲ့ဥစ္စာပေါ့လေဒါကတော့ computer programming နဲ့အဲ့ data analyst တွေလည်းတော်တော်လေးခေါ်ကြတယ်ပြီးတော့ဒီမှာ cyber security တော့အကုန်လုံးပေါ့လေပြောမယ်ဆိုဒါပေမဲ့တစ်ခုရှိတာထက်က demand များလို့ supply လည်းများတယ်အဲ့တော့ competition အရန်မြင့်တယ်တော်တော်များများလည်းဒီအလုပ်များများရချင်တယ်ပြောမယ်ဆိုအခုတတိဖြစ်လာကြတဲ့အဲ့ဒီ entrepreneur တွေဆိုရင်တော်တော်များများဒီ tech ဘိုင်းတွေများတယ်ပေါ့နော်tech giants တွေများတဲ့ခါကျတော့ဒီဘက်မှာပို့ပြီးတော့ focus လုပ်လာကြတယ်များအဲ့ခါကျတော့လူတွေကအရင်များပြီးတော့ပြောမယ်ဆိုတိုးဟာအရင်ချက်လာတယ်ဆိုရဲနေရာအဲ့ထိတ်ဆုံးမှာအဲ့ technology ဘိုင်းကိုများတယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီဘက်မှာအခွင့်အရေးအကောင်းဆုံးကဒီ healthcare နဲ့ပေါ့နော်လုံးဝဒီမှာကျတော့ scam ဝင်အချိုးနဲ့လူနာအချိုးနဲ့လုံးဝမညီမျှအောင်ဖြစ်နေတယ်လုံးဝဆရာဝန်တွေတော်တော်ရှားတယ်လို့ပြောလို့ရတယ်ဆရာဝန်တွေအပြင်ကိုအဲ့ဒီနာဇင်တွေရောအကုန်လုံးပြောမယ်ဆိုရင်လိုအပ်တယ်အရန်လိုအပ်တဲ့နေရာတွေရှိရပေါ့ကွာအဲ့တော့ဒီမှာအစိုးရကိုယ်တိုင်ကမှဒီဘက်မှာဒီ healthcare program တွေနဲ့လာပြီးမှဒီနာဇင်တို့အဲ့ဒီ personal support worker အဲ့လိုမျိုးဟာတွေလာတက်တဲ့လူတွေအတွက်ကိုတက် chance ပေးခြင်းတယ်သူတို့အခွင့်အရေးပေးထားတဲ့ဟာတွေအများကြီးရှိရပေါ့နော်ပြောမယ်ဆိုရင် PR လျှောက်ပြီဆိုရင်တကယ်ဒီအပိုင်းကဆိုသူတို့အမှတ်ပူပေးလိုက်တာဆိုမှအဲ့လိုမျိုးရှိဒီမှာလည်းတကယ်အရန်လို့နေရပါတော့။အော်အခုဒီထဲမှာမထည့်ထားမိလိုက်ဘူးပေါ့နောက်တစ်ခုကလေဒီမှန်းများဥစ္စာ early child support education ပေါ့လေ early child education အဲ့ဟာတွေလည်းဒီမှာတော်တော်လေးdemand ရှိရပေါ့နော်ပြောမှဆိုဒီဘက်မှာလည်း teachers တွေကတော်တော်လေးရှားလာတယ်လို့ပြောရမှာအဲ့ဆိုတော့ဒီဘက်မှာဒီအစိုးရကသူတို့ရဲ့ဒီဟိုဟာကို outsourcing လုပ်လိုက်တာပေါ့နော် outsourcing လုပ်တယ်ပြောမှဆိုရင်foreign worker တွေကိုဒီ teachers တွေဆိုသူတို့ခုနက healthcare အပိုင်းနဲ့တွားတဲ့လူတွေအတိုင်းပဲသူတို့ပို့ပြီးအခွင့်အရေးတွေရှိရမယ်များရပေါ့နော်ပြီးတော့ engineering တွေကတော့ပုံမှန်တိုင်းပဲသူတို့တွေကတော့ demand တွေအများကြီးရှိတယ်ပြောမယ်ဆိုရင်ဒီဘက်မှာတော့အများစက်မှုဖွံ့ဖြိုးတဲ့နိုင်ငံဆိုတော့ဒီ electrical တို့ mechanical တို့အကုန်လုံးပေါ့နော်တော်တော်များများဒီဘက်မှာရှိရယ်ပြီးတော့ chemical engineering တွေလည်းရှိရယ်ပေါ့နော်နောက်တစ်ခုကကျတော့အဲ့ trade school ကဒီမှာတော့ခုနကမပြောပါဘူးဒါပေမဲ့ trade school ကပြောမယ်ဆိုဒီဘက်မှာလည်း string တွေများလာတဲ့ဥစ္စာဘာလဲဆိုတော့သူကကျတော့ပို့ပြီးတော့ manual labor လို့ပုံစံမျိုးရှိရပါတော့နော်ဒီဘက် local ကလူတွေတက်ကြတယ်မျိုးရှိတယ်သူကကျတော့plumbing တို့ပြောမှဆို painting ပြောမှဆိုဒီဆက်ပြင်တဲ့လူတွေအကုန်လုံးပြောမှအဲ့လိုမျိုးပဲပေါ့ကွာအဲ့ဟာတွေကလည်းသူတို့ PR string အနေနဲ့တခုတော့ရှိတယ်ဒါပေမဲ့ဒါကတော့ trade school ဖြစ်တဲ့အတွက်ကြောင့်မို့ကိုကဒီဟာကိုတက်ချင်လားမတက်ချင်လားဆိုတာတော့ရှိရပါတော့ပြီးတော့နောက်တစ်ခုကတော့ hospitality and tourism တို့ကတော့ဒီကနေဒါကလည်းငကိုကနေကတကယ်လာတဲ့နိုင်ငံဖြစ်တယ်ပေါ့နော်ပြီးတော့ကျယ်လဲကျယ်တယ်အစုံလဲရှိတယ်အခါကျတော့ဒီ hospitality နဲ့ tourism ကဒီဘက်မှာကျယ်ပြန့်တဲ့ဟာလည်းတစ်ခုဖြစ်တယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ design နဲ့media ပေါ့နော်ဒီမှာကတော့ပြောမှဆိုdesign နဲ့ media တော့အများနဲ့ဒီဘက်မှာလည်း develop ဖြစ်တဲ့ဘိုင်းရှိရဆိုတော့လေပြီးတော့ဒီကြော်ညာတွေဘာညာတွေအကုန်လုံးဒါတွေတော်တော်များများရှိရခါကျတော့ဒီ design နဲ့ media တွေကလည်းဒီ popular ဖြစ်တဲ့အထက်ပါတယ်ပေါ့ဒါပေမဲ့နောက်ပိုင်းဒီဟာနည်းနည်းတော့ဒီမှရော့သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအခု AI နေပေါ်လာတဲ့ခါကျတော့ဒီ design နဲ့ media တွေ international student အနေနဲ့ကမတက်ကြတော့များတယ်ပေါ့လေ
နောက်တစ်ခုကကျတော့ဒီ major တွေရွေးချယ်တဲ့အခါကျမှဘာတွေကအဓိကဖြစ်လဲဆိုတော့အထူးသဖြင့်ကိုယ့်ရဲ့ past education work experience တွေနဲ့တော်တော်လေးဆိုင်နေပေါ့လေပြောမဆိုရင်ကြောင်းကျိုးညီညွတ်လားဆိုတဲ့ပုံစံမျိုးငါကဒီဟာမဆိုင်တဲ့ဥစ္စာတွေဒါတွေတက်ပြီဆိုပို့ပြီးရှင်းပြရတာများပေါ့နော်ပို့ပြီး convince လုပ်ရတဲ့ဟာတွေရှိတယ်အဲဒါကြောင့်မို့ကိုယ့်ရဲ့ပြောမယ်ဆိုရင်ကိုယ်နဲ့သက်ဆိုင်တဲ့ဘိုင်းကိုတွားရွေးတာပိုများတယ်ပေါ့နော်နောက်တစ်ခုကကျတော့အဲ့မှာကိုပြောမယ်ဆို immigration goals ပေါ့တော်တော်များများတော့ PR နေ PR ရချင်လို့လာကြရတွေများတယ်ဆိုတော့ကို PR ရဖို့လွယ်တဲ့ပုံစံကိုယ့် background နဲ့ကိုက်တဲ့ဥစ္စာမျိုးတွေရှာလို့ရပေါ့နော်အခုဒီမှာထည့်ထားပေးတဲ့ link လေးอ่ะဆိုရင် तू ကကျတော့အမ်ဘယ်လိုပြောရမလဲဒီကိုယ့်ရဲ့အလုပ်ကိုင်ပေါ့နော်ကိုယ့်ရဲ့အလုပ်ကိုင်ကုတ်တွေရှိတယ်ဒီဘက်မှာဟို tier 1 tier 2 tier 3 tier 4ဆိုမှရှိတယ်အဲ့ရဲ့ tier တွေမှာဘယ် tier တွေထဲမှာပါလဲဆိုတဲ့ဥစ္စာတွေကိုထည့်ရိုက်ပြီးတော့ရှာလို့ရတဲ့ link လေးပေါ့နော်ဒီ link လေးကိုကခဏနေကြရင်ချက်ပေါက်ထဲမှာပို့ထားပေးမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ဒါအားလုံးသိရတဲ့အတိုင်းပဲ demand များတဲ့ဥစ္စာပေါ့ demand များဆိုခုနကပြောလို့ပဲကျမရေးတို့ဒီteaching ဘိုင်းတို့ဒီဘက်တွေမှာတော်တော်လေးများရပေါ့နော်အထူးသဖြင့်တော့ဒီကျမရေးပိုင်းအဲ့ဘက်မှာတော်တော်လေးရော demand များနေတယ်လို့ပြောရမှာပေါ့